ပတ်စံမရှာနိုင်တဲ့ယောက်ျားကိုမိန်းမတွေကအထင်သေးတယ်အဲ့တော့ဆိုင်မွန်ကိုပြောတယ်နင်ပတ်စံထွက်ရှာပါဟဲ့နင်ပတ်စံထွက်ရှာနင်တော်တော်အတော့မကြတဲ့ယောက်ျားနင်ဘာမှလည်းမရှာနိုင်ဘူးကြည်စမ်းငါတို့မှလေစားစရာမရှိတော့ဘူးနင်တော်တော်ညံ့နေဆိုင်မွန်ကမိန်းမကိုပြန်မပြောဘူးပြန်မပြောရက်ဘူးပြန်မပြောရဲလို့မဟုတ်ဘူးပြန်မပြောရက်ဘူးဆိုတာမေတ္တာနော်ပြောရင်ရတာပေါ့မင်းပါးစပ်ပိတ်ထားလို့ပြောရင်ရပြီမယ်ကျွန်တော်တို့ယောက်ျားတွေမိန်းမကိုပြန်မပြောတာကြောက်လို့မဟုတ်ဘူးနော်ပြန်မပြောရက်တာမေတ္တာလို့မိန်းမတွေကမသိကြဘူးမိန်းမတွေကတော်တော်ခက်တယ်ပတ်စံရှိတဲ့ယောက်ျားမှာအထင်ကြီးခြင်းနဲ့အိုးအိမ်တော်ရှင်မိန်းမအပေါင်းတို့ပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါဆိုင်မွန်တယောက်တည်းပြောနေတာပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါအရှင်မရေပတ်စံတဲ့အရေးကြီးတာယောက်ျားတစ်ယောက်ကပေးတဲ့နှွေးထွေးမှုဟာပတ်စံတဲ့ပို့ပြီးအရေးကြီးတယ်ဆိုတာအရှင်မနင်သိသိစေချင်တာပဲဒီလက်ကုပ်တန်ယောက်ျားတွေပဲဖြစ်မယ်ဟုတ်တယ်မိန်းမတွေကပတ်စံများမရှာနိုင်နှခမ်းညို့တထောင်လောက်စုထားတာအိမ်ထဲဝင်ရင်တင်းပေါက်မမြင်ရဘူးသူနှခမ်းမဲမြင်ရ